ရှင်ဝင်လာမိတ်ဆက်ပေးမယ်နော်ဝင်လာမိတ်ဆက်ပေးမယ်ဘယ်မျိုးကနေကြည့်နေရလဲပြောလာခဲ့ပေးမယ်နောက်ဝင်လာ share ပေးမယ်တယောက်တစ်ချက်စီ share ပေးသွားမယ် wine share ပေးသွားမယ် wine share ပေးသွားမယ်ဒီနေ့တကယ်ကိုအကျိုးရှိတဲ့အရာတွေလာပြီးတော့ sharing လုပ်ပေးမှာဖြစ်တယ်ဘယ်မျိုးကနေကြည့်နေရလဲမိတ်ဆက်ပေးမယ်မင်္ဂလာပါရှင်ဝင်လာမိတ်ဆက်ပေးမယ်ဘယ်မျိုးကနေကြည့်နေရလဲအတန်ကြားလားရုပ်ကြည်လားတစ်ချက်လောက်မှတ်လာခဲ့ပေးမယ်အတန်ကြားလားရုပ်ကြည်လားတစ်ချက်လောက်မှတ်လာခဲ့ပေးမယ်အဲ့တော့ဒီ like ကမဖြစ်မနေကြည့်တဲ့သူတွေရှိတယ်ဘလို့လူတွေလဲဆိုလို့ရှိရင်တော့ကျမတို့အယောင်သမားတွေနော်နောက်အကျိုးဆောင်လုပ်နေရတဲ့သူတွေ coach တွေ hypnotist တွေနော် hypnotist တွေ counselor တွေဒီလိုလူတွေကမဖြစ်မနေဒီ like ကိုတော့ကြည့်တယ်တစ်ချိန်တည်းမှာပဲကျမတို့ကတစ်ဖက်လူရဲ့စိတ်ကိုအချိန်တိုတွင်းလွှမ်းမိုးချင်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီ like ကိုအဆုံးထိအောင်ကြည့်သွားပေးပါနော်အဲ့တော့ဒီ like ကိုကြည့်သွားပြီးပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့အကျိုးတွေအများကြီးရလာမှသိကြတယ်မင်္ဂလာပါရှင်ဝင်လာမိတ်ဆက်ပေးမယ်ဗန်းမီကပန်ထားသလိုမျိုးဖြစ်ခဲ့ဝင်လာမိတ်ဆက်ပေးမယ်နော်ဘယ်မျိုးကနေကြည့်နေရလဲမိတ်ဆက်လာပေးမယ်နှုတ်ဆက်လာပေးမယ်နော်အတန်ကြားလာရုပ်ကြည်လာလဲပြောလာပေးမယ်အဲ့တော့ခုနကကျွန်မပြောသွားတဲ့အယောင်သမားနော်အကျိုးဆောင်ဒီ coach တွေ hypnotist တွေကိုရောဘယ်နဲ့ဘယ်မှာအလုပ်လုပ်နေရလဲဒါလည်းမှတ်သွားပေးလို့ရတယ်နောက်တစ်ခုကဒီမှာအခွင့်အရေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ကိုဘာရောင်းနေတာလဲနော်ကိုဘာရောင်းနေရလဲဒီ comment အောက်မှာကြော်ညာလို့ရတယ်နော်ကိုဘာစီးပွားရေးလုပ်တာလဲမှန်းလို့ရတယ်ကြော်ညာလို့ရတယ်ဘယ်မျိုးမှနေတာလဲမှန်းလို့ရတယ်နော်အဲ့တော့အချိန်မကုန်ရအောင်ပြောသွားပေးမယ်နော်အဲ့တော့ကျမတို့ဒီ management level မှာလုပ်နေတဲ့သူတွေအယောင်သမားတွေနောက်အကျိုးဆောင်တွေ coach တွေ hypnotist တွေ counselor တွေအနေနဲ့ဒီနည်းကိုကတော့မဖြစ်မနေသိတယ်ဒီနည်းကမဖြစ်မနေသိတယ်ဘာကြောင့်လဲဆိုဒီနည်းဒီအချိန်တိုအတွင်းနဲ့လူတစ်ယောက်ရဲ့စိတ်ကိုလွှမ်းမိုးလို့ရတဲ့နည်းတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့လူတစ်ယောက်ကကိုယ်နဲ့တသားတည်းဖြစ်တဲ့ယဉ်ကျေးမှုရတယ်နော်အချိန်တိုအတွင်းနဲ့အချိန်ခဏလေးအတွင်းနဲ့ဒီလူတစ်ယောက်စီကနေပြီးတော့ trust ဆိုတဲ့ယုံကြည်မှုတွေနားလည်မှုတွေသဘောတူညီမှုတွေရစေမဲ့နည်းပဲဖြစ်တယ်နော်အဲ့တော့အချိန်တိုတွင်းနဲ့ရကျင်တယ်နော်ဒီနည်းကိုသိကျင်တယ်ဆိုလို့ရှိရင် live ရဲ့အဆုံးထိအောင်ကြည့်သွားမယ်နောက်တစ်ခုကဘာလဲဆိုရင် share သွားပေးမယ် wine share ပေးမယ် wine share ပေးမယ်နော် wine share ပေးမယ်ဘာကြောင့်လဲဆိုတော့တခြားသူတွေလည်းသိသွားရအောင်လို့ wine share ပေးမယ်ဝင်လာရင်နှုတ်ဆက်ပေးမယ်ဘယ်မျိုးကနေကြည့်နေရလဲနှုတ်ဆက်လာပေးမယ်နော်ဘယ်မျိုးကနေကြည့်နေရလဲနှုတ်ဆက်လာပေးမယ်အဲ့တော့ကျမတို့ဒီအယောင်သမားတယောက်တန်မိုးကြီးကြီးနဲ့ရောင်းတဲ့ပစ္စည်းတွေပဲဖြစ်စေနော်ဒီဟာဒီတန်မိုးကြီးနဲ့ရောင်းတဲ့တန်မိုးကြီးကြီးနဲ့ပစ္စည်းတွေရောင်းတဲ့သူတွေဆိုလို့ရှိရင်တော့မဖြစ်မနေလို့အပ်တာပေါ့နော်အဲ့တော့ယုံကြည်မှုအလွယ်တကူနဲ့ရမယ်နော်နားလည်မှုတွေရမယ်သဘောတူညီမှုတွေအလွယ်တကူနဲ့ရမယ်တွေ့ပြီးတဲ့အချိန်မကြာခင်မှာလေးပဲအချိန်ခဏလေးတွင်းမှာပဲအစဉ်ပြေပြေနဲ့စကားပြောရလွယ်ကူစေမဲ့ယဉ်နီးသလိုသူ့ရဲ့စိတ်ထဲမှာကိုယ်နဲ့ယဉ်နီးသလိုခံစားရစေမဲ့နီးလေးကို sharing လုပ်ပြီးတော့မှာဖြစ်တယ်ပေါ့နော်နောက်အပြန်အလှန်ဒီ live ကိုနော်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဘာရလာမလဲဆိုမိတ်ဆွေတစ်ဖက်သူရဲ့စိတ်ထဲကိုဘယ်လိုလွှမ်းမိုးလို့ရမလဲဒါကိုအသေးစိတ်သိသွားမှာဖြစ်တယ်နော်ဒါကိုအသေးစိတ်သိသွားမှာဖြစ်တယ်အဲ့တော့အတန်ကြားလားရုပ်ကြည်လားမှတ်လာပေးမယ်ဘယ်မျိုးကနေကြည့်နေရလဲမှတ်လာပေးမယ်နော်ဆိုတော့ခါကြတော့ကျမတို့အပြန်အလှန်ယုံကြည်မှုရဖို့ဆိုတာဘာလဲဆိုရင်တစ်ဖက်လူကကိုယ့်အပေါ်မှာတန်တရားစိတ်မရှိဘဲနဲ့စိတ်ချလက်ချကိုပြောတဲ့စကားကိုအကောင်းမြင်စိတ်နဲ့လက်ခံလာအောင်နော်လက်ခံလာအောင်လုပ်မဲ့လက်ခံလာစေမဲ့နီးကို sharing လုပ်ပေးမှာဖြစ်တယ်နော်တစ်ဖက်သူကကျမတို့စကားဥပမာအယောင်သမားတွေကိုကပစ္စည်းတစ်ခုခုတန်မိုးကြီးကြီးနဲ့ရောင်းရတော့မယ်ဆိုရင်တစ်ဖက်သူကဒါအတူလားအစ်စ်လားလို့နော်စစ်မှန်မလားလို့ဟုတ်မလားလို့တန်တရားစိတ်ကင်းပြီးတဲ့အခါမှာကိုယ့်ကိုမြင်ဆန်ဆန်နဲ့ယုံကြည်စိတ်ဖြစ်ပေါ်လာအောင်လုပ်လို့ရမယ်နီးနော်လုပ်လို့ရမယ်နီးကျမတို့ hypnotist တွေဆိုလို့ရှိရင် client ဒီကျမဆိုအများနဲ့ကြုံတဲ့အရာပါတယ်ဆို VIP ပေးပြီဆိုလို့ရှိရင်များသောအားဖြင့်က VIP ပေးလိုက်ပြီဆိုလို့ရှိရင် client တွေကသူတို့မှာရှိနေတဲ့ခံစားရတဲ့စိတ်ဝေဒနာတွေကကြောက်ကင်းသွားတာဖြစ်တော့နောက်ထပ်မလာတော့ဘူးသူတို့ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့လာဆွေးနေတာရှိတယ်တစ်ချိန်တည်းမှာပဲသူတို့လာပြီးတော့မှကုထုံးယူတဲ့ဒီစိတ်ဓာတ်ရာကနောက်ထပ်တွေ့စရာမလိုတော့အောင်သူတို့ပျောက်ကင်းသွားတာဖြစ်တဲ့အတွက်ဒီကိစ္စနဲ့တော့မလာတော့ဘူးများသွားပြပါလဲဆိုရင်ကုထုံးပေးပြီဆိုလို့ရှိရင် client အသစ်တွေကများတယ်ပေါ့နော်အဲ့တော့ client အသစ်တွေများတဲ့အခါမှာကျွန်တော်တို့မြန်ဆန်ကိုယ့်ကိုယုံကြည်မှုရှိအောင်သူနဲ့ကိုယ်နဲ့တသားတည်းစိတ်ချင်းဆက်သွားအောင်ဆိုလို့ရှိရင်ဒီနည်းကအရန်ကိုလိုအပ်တယ်ပေါ့နော်အဲ့တော့မင်္ဂလာပါရှင်ဝင်လာမိတ်ဆက်ပေးမယ်ဘယ်မျိုးကနေကြည့်နေရလဲမိတ်ဆက်လာပေးမယ်နောက်အတန်ကြားလားရုပ်ကြည်လားကျွန်မအတန်
ကြားရလားကျွန်တော်ဆက်ပြောလို့ရလားเนาะဒါလေးတစ်ချက်လောက်လေးမှတ်လာခဲ့ပြီနောက်ဟိုကြည်လားပေါ့เนาะရုပ်ကြည်လားလိုင်းကောင်းလားပေါ့เนาะဒါလေးတစ်ချက်လောက်သိချင်တာဘာကြောင့်လဲဆိုလို့ရှိရင်လိုင်းမကောင်းမဲနဲ့ကြောသွားတယ်ဆိုလို့ရှိရင်လည်းဟိုအချိန်ကုန်တယ်ပေါ့เนาะအဲ့ဒါလေးတစ်ချက်လောက်လေးသိချင်တာနားထောင်တဲ့သူအတွက်တော့လည်းအဆင်မပြေဘူးပေါ့เนาะအဲ့တော့လိုင်းအတန်ကြားလားရုပ်ကြည်လားလိုင်းကောင်းလားဒါလေးတစ်ချက်လောက်မှတ်လာခဲ့ပြီနောက်ပဲမြို့ကနေကြည်နေရလဲเนาะဒါလေးလည်းမှတ်လာခဲ့ပြီအဲ့တော့နောက်နံပါတ်2အချက်ဆိုလို့ရှိရင်ဘာလဲဆိုရင်ကျမတို့စိတ်ချင်းတစ်ထက်သေးကြအောင်တဟဇာတာဖြစ်အောင်နော်ကိုသွားရောက်မဲ့သူနဲ့ပြောမယ်ဆိုရင်ကိုယ့်ရဲ့ client ကိုယ့်ရဲ့ customer နော်ဒီလူနဲ့ကိုနဲ့ကစိတ်ချင်းတစ်ထက်သေးကြလာအောင်တဟဇာတာဖြစ်အောင်တစ်ဖက်လူနဲ့ကိုကခံစားချက်တွေတူညီလာအောင်အတွေးအမြင်တွေတူညီလာအောင်လုပ်လို့ရမယ်နီးနော်လုံးလုံးရမယ့်နေတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ coach တွေဆိုလို့ရှိရင်လည်းအဲ့လိုပဲ coach တွေဆိုလို့ရှိရင်ကိုယ့်ရဲ့ client ကအသက်ဆက်ဆက်ဆိုလို့ရှိရင်တော့ဒီနေရမဖြစ်မနေလို့အပ်တယ်ဥပမာကျမတို့အကျိုးဆောင်တွေအိမ်ချမ်းအကျိုးဆောင်တွေဆိုလို့ရှိရင်လည်းဟိုသိန်းကို10နဲ့ချီရာနဲ့ချီ10နဲ့ချီဆိုတာမရှိပါဘူးဒီခေတ်ထဲမှာရာနဲ့ချီပဲရာနဲ့ချီလုံးလုံးရတာဖြစ်တဲ့အတွက်တစ်ဖက်သူကကိုယ့်ကိုယုံကြည်လာအောင်ဆိုလို့ရှိရင်တော့ယုံကြည်လာအောင်လက်ခံလာအောင်သူနဲ့ကိုယ်နဲ့တသားတည်းဖြစ်အောင်တသားတည်းဖြစ်တယ်ဆိုတာကကျမတို့ဘာလဲဆိုရင်သူ့ရဲ့စိတ်ကကိုယ့်ကိုလက်ခံလာအောင်လိုင်းကောင်းပါတယ်အတန်ကြားပါတယ်ယုံလဲကြည်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုအောင်ကျေးဇူးတင်ပါတယ်ရှင်เนาะအဲ့တော့အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကသူ့ရဲ့စိတ်ကကိုယ့်ကိုလက်ခံလာအောင်ဒီနည်းတွေနဲ့သွားပြီးတော့မှအသုံးချလို့ရတယ်เนาะသူ့ရဲ့စိတ်ကကိုယ့်ကိုလက်ခံလာအဲ့တော့ပစ္စည်းကြံမိုးကြီးတွေရောင်းတဲ့အခါမှာပဲဖြစ်စေเนาะအကျိုးဆောင်တဲ့အခါမှာပဲဖြစ်စေနောက် coach တွေလုပ်တဲ့အခါမှာပဲဖြစ်စေ hypnotist တွေလုပ်တဲ့အခါမှာပဲဖြစ်စေပေါ့เนาะတခြားကိုသုံးရင်ကိုဒီပညာကိုသိသွားပြီဆိုလို့ရှင်တော့ကိုကဘယ်နဲ့ဘယ်မှာပဲဖြစ်ဖြစ်ဒီပညာကသုံးလို့ရတယ်သုံးလို့ရတာဖြစ်တယ်အဲ့တော့ဟိုဒီ live ကိုအဆုံးထိအောင်တော့ကြည်ပေးစီခြင်းတယ်ကြည်ပေးပြီဆိုတော့မိတ်ဆွေအတွက်အကျိုးကတော့လုံးဝမယုတ်ဘူးเนาะတစ်ဖက်သူရဲ့စိတ်ကိုတစ်ဖက်သူရဲ့စိတ်ထဲမှာကိုယုံယုံကြည်ကြည်နဲ့လက်ခံအောင်လုပ်တဲ့နည်းဒါကိုကျွန်မခေါင်းစဉ်အရှိန်တက်မယ်ဆိုတော့ဟိုဖတ်တာခက်နေမယ်အဲ့တော့တစ်ဖက်သူရဲ့စိတ်ကိုလွှမ်းမိုးလို့ရတဲ့နီးလို့တက်လိုက်တာပဲဖြစ်တယ်အဲ့တော့တစ်ဖက်သူရဲ့စိတ်ထဲမှာကိုယ်လက်ခံလာအောင်ကျွန်တော်တို့စိတ်ကလက်ခံတယ်ဆိုတာကတော့သိစိတ်ကလက်ခံတယ်ဆိုပေမဲ့လို့ကျွန်တော်တို့မသိစိတ်ကလက်ခံဖို့ကအရန်လိုအပ်တယ်မသိစိတ်လက်ခံသွားပြီဆိုလို့ရှိရင်သိစိတ်က automatic လက်ခံတယ်ဘာကြောင့်လဲဆိုရင်မသိစိတ်က95% ရှိတာသိစိတ်က5%ပဲရှိတာမို့လို့အဲ့တော့မသိစိတ်ကလက်ခံသွားအောင်လွှမ်းမိုးလို့ရမယ်နီးเนาะဒီနည်းကိုသိချင်တယ်ဆိုရင်ကျွန်မတို့သိချင်ပါတယ်လို့မှတ်လာခဲ့ပေးမယ်เนาะအဲ့တော့နားလည်ပေးပြီးတဲ့အခါမှာသူနဲ့ကိုယ်နဲ့အတွေးခေါ်ခြင်းတူတယ်သူနဲ့ကိုယ်နဲ့ဒီဘယ်လိုပြောပြရမလဲကျွန်တော်တို့ကိုယ်နဲ့တူတဲ့လူဆိုရင်ကျွန်တော်တို့ကြိုက်ကြတယ်လေเนาะဆိုပါဆိုကျွန်တော်တို့နေတနေရာကိုသွားပြီဆိုတော့ဥပမာကျွန်မကရန်ကုန်ကိုသွားတယ်ဆိုပါဆိုကျွန်မကမန္တလေးမှာနေတယ်ဆိုရင်မန္တလေးကလူချင်းတွေ့မယ်ဆိုလို့ရှိရင်ဟာဘယ်ရလဲမန္တလေးရဆိုငါလည်းမန္တလေးရဆိုတဲ့အခါကြလို့ရှိရင်ဘာဖြစ်လဲဆိုရင်သူနဲ့ကိုယ်နဲ့တူတယ်ဆိုတဲ့ခံစားချက်ဖြစ်သွားတယ်အဲ့လိုပဲအလုပ်တစ်ခုလုပ်တဲ့အခါမှာလည်း okay ဆိုပါဆိုကျမကhypnotist လုပ်တယ်ဆိုပါဆိုဟုတ်တယ်ငါလည်း hypnotist ပဲဆိုတဲ့အခါကျရင်ဘာဖြစ်လဲဆိုရင်ဟိုတသားတည်းဖြစ်သွားတယ်သူနဲ့ကိုယ်နဲ့ကတသားတည်းဖြစ်သွားတယ်အဲ့အချက်တစ်ချက်နှစ်ချက်ရှိအောင်နဲ့သူနဲ့ကိုယ်နဲ့ကဟိုပေါင်းဖက်လို့ရတာပေါ့နော်လို့ပေါင်းဖက်လို့ရတယ်ဆိုတော့အလုံးလုံးလို့ရတယ်ယုံကြည်မှုရှိတယ်ဆိုတဲ့သဘောအစားအသောက်ဆိုလို့ရှိရင်အဲ့လိုပဲဟိုဆိုင်တစ်ဆိုင်ကိုသွားတဲ့အခါကျလို့ရှိရင်ကျမတို့ကသူနဲ့ကိုယ်နဲ့အကြိုက်ချင်းတူတယ်ဆိုလို့ရှိရင်အဲ့ဒါဒီတအားကြီးညှိစရာမလိုအဲ့တော့ဒီလိုနီးလေးနဲ့လုံးလို့ရတယ်ကျမတို့ဒီဇိန်းဘယ်လိုပြောပြရမလဲကျမတို့အစိမ့်သက်လူကြီးတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တော့ဒီလိုမေးဖို့ကနည်းနည်းလေးတော့ခက်တယ်ပေါ့နော်ဥမာဘယ်ဟာလဲဘာလဲညာလဲဒီလိုမေးတာကောင်းတယ်တစ်ချိန်တည်းမှာပဲဘာကြိုက်လဲလို့နည်းနည်းလေးအတွင်းကြမေးဖို့ဆိုလို့ရှိရင်တော့အခုမှစတွေ့တဲ့သူတယောက်ကိုဒီလိုမျိုးသူရဲ့စိတ်ကကိုယ့်ကိုလက်ခံဖို့ဆိုတာဒီလိုနီးတွေနဲ့ရှိမှပဲလွယ်တာပေါ့နော်အဲ့တော့ကျမအချိန်မကုန်ရအောင်ပြောပြသွားမယ်နော်အချိန်မကုန်ရဘာကြောင့်လဲဆိုရင် line ရဲ့အခြေအနေကြလည်းရှိတယ်အဲ့တော့ကျမတို့တွေနော်တစ်ဖက်သူကကိုယ့်ကိုလက်ခံလာအောင်ဆိုလို့ရှိရင်ကျမတို့အများစုသုံးကြတာစကလုံးနဲ့သုံးကြတယ်ဟာငါတော့ဘလို့ကောင်းတာဘလို့တော်တာဘာဖြစ်တယ်ညာဖြစ်တယ်တစ်ချိန်တည်းမှာပဲလူတွေဒီနော်ကျမတို့ကိုတွေ့လိုက်တဲ့အချိန်မှာချက်ချင်းကြီး100%ယုံကြည်လားလက်ခံလားဆိုတော့ဘယ်သူမှမယုံကြည်ဘူးအရန်ကိုပဲဟိုဘယ်လိုပြောပြရမလဲအရန်ကိုရိုးသားတဲ့သူတွေဆိုလို့ရှိရင်တော့100%ယုံကြည်တယ်အဲ့တော့ရိုးသားတယ်ဆိုတဲ့စကားဒီကျမနားထောင်ကောင်းအောင်လို့ပြောလိုက်တာပေါ့နော်နားထောင်ကောင်းအောင်လို့ပြောလိုက်တဲ့စကားတစ်ခွဲအဲ့တော့အရန်ကိုရိုးသားတဲ့သူတွေဆိုရင်ဒါကျမတို့တွေ့တဲ့အချိန်မှာ100%ယုံကြည်တာအဲ့လိုမဟုတ်လို့ရှိရင်လူတွေဒီတယောက်နဲ့တယောက်တွေ့ပြီဆိုလို့ရှိရင်ကျမတို့ဘယ်လိုပြောပြရမလဲတမတ်နှစ်မတ်ကနေစပေးတယ်အဲ့လိုမှကိုကြိုက်တဲ့အရာလေးတွေတွေ့ရင်တွေ့နေသူနဲ့ကိုနဲ့တသားတည်းဘယ်လိုပြောပြရမလဲပေါင်းဆက်လို့ရတယ်
လက်ခံလို့ရတယ်ဆိုတာကကျမအမှတ်ကိုတဖြည်းဖြည်းနဲ့ပေးသွားပြီးတော့မှတရားခိုင်နှုန်းဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့လူတယောက်လူဒီဆက်စအောင်ဆုံးတွေ့တဲ့လူချင်းကိုပဲအချိန်တိုတွင်းလေးနဲ့ဒီလူရဲ့စိတ်ထဲမှာကိုယ့်ကိုအမှတ်တရပေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အများစုလုပ်တတ်တာကသူ့ရဲ့စကားကိုနားထောင်တယ်တစ်ချိန်တည်းမှာပဲစကလုံးနေသည်တကယ်လူတယောက်ရဲ့စိတ်နဲ့စကလုံးနေသည်တရားခိုင်တော့အချိုးမကြပါဘူးလူတယောက်ရဲ့စိတ်ထားကိုသိဖို့အတွက်ဆိုလို့ရှိရင်စကလုံးရဲ့အရေးပါမှုက7%ပဲရှိတာ9%ခိုင်နှုန်းလေးပဲရှိတာနည်းနည်းလေးအဲ့တော့ဒီစိတ်ပညာရဲ့အကြောင်းကိုကျွန်မသိပြီးသွားတဲ့အခါမှာလူတွေစကားပြောတဲ့အခါကျရင်သူတို့ရဲ့ပြောတဲ့စကားကိုသူတို့ပြောလာတဲ့စကားကိုကျွန်မဒီတရားခိုင်နှုန်းမယုံကြည်တော့ဘူး။ဘာကြောင့်လဲဆိုရင်လူတယောက်ရဲ့စိတ်ဒီနော်စကလုံးပေါ်မှာ9%ခိုင်နှုန်းပဲအရေးပါတာကြောင့်မို့လို့ဖြစ်တယ်။အဲ့တော့နော်ဒါဆိုလို့ရှိရင်ကြံတဲ့နော်63%ခိုင်နှုန်းကဘာတွေတုံးဒီချဲလို့မေးလိုက်မယ်။အတန်အနေထားစကားပြောပြရဆိုရင်ကျမတို့စကလုံးတော့စကလုံးပဲဒါပေမဲ့အဲ့စကလုံးထဲမှာအတန်အနေအထားတွေရှိတယ်နောက်ဘယ်လိုပြောပြရမလဲအတန်အနှိမ့်အမြင့်တွေရှိတယ်နောက်အတန်ရဲ့အနှိမ့်အမြန်တွေရှိတယ်အတန်ရဲ့အကြီးအသွေးတွေရှိတယ်အတန်ရဲ့အတိုးအကျယ်တွေရှိတယ်အဲ့ဒီအနေအထားပေါ်မှာမူတည်ပြီးတော့မှနော်ကြံတဲ့နောက်ထပ်38%ခိုင်နှုန်းဆိုတာထပ်တိုးလို့ရတာဆိုပါစို့သူဘယ်အရာကိုဖိပြောလဲဘယ်အရာကိုဖော့ပြောလဲဘယ်အရာတော့သူအလေးနဲ့ထားပြီးတော့ပြောလဲဆိုတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့မှစကလုံးရဲ့အတန်ပေါ်မှာမူတည်ပြီးတော့မှကျမတို့က38%ခိုင်နှုန်းထပ်ပြီးတော့မှပေါင်းထည့်လို့ရအဲ့တော့38ရဲ့ခုနကခွန်ရဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်လဲ45အဲ့45လောက်ကိုပဲကျမတို့ကသူပြောလာတဲ့စကားပေါ်မှာအကဲခတ်လို့ရတာအဲ့တော့ကျမတို့ကသူပြောလာတဲ့စကားပေါ်မှာအကဲခတ်လို့ရတဲ့%အများဆုံးဒီကျမတို့ရဲ့ face expression เนาะမျက်နှာအနေအထားနောက် body language ကိုပြောလိုက်တဲ့စကားပေါ်မှာသူ့ရဲ့မျက်နှာလေးဘယ်လိုပြောင်းလဲသွားလဲဆိုတဲ့အရာတွေเนาะသူကစကားတော့ပြောနေရတစ်ချိန်တည်းမှာသူ့ရဲ့ body language ကဘယ်လိုချိလဲဆိုတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့မှသူ့ရဲ့စကားဒီမှန်လားမှားလားကိုယ့်ကိုအမှန်တိုင်းပြောလားလိန်ညာနေရလားဆိုတာကျမတို့အကဲခတ်လို့ရတာဖြစ်တယ်เนาะအဲ့တော့ဒီနေ့တစ်ဖက်သူကဒါကတော့ကျမဒါဒီနေ့ပြောပြသွားမှာကတစ်ဖက်သူကိုကျမတို့အကဲခတ်တာမဟုတ်ဘူးတစ်ဖက်သူကကိုယ့်ကိုအချိန်တိုတွင်းနဲ့ဘယ်လိုလက်ခံမလဲအချိန်တိုတွင်းနဲ့လက်ခံစေမဲ့နီးကိုကျမ sharing လုပ်ပေးမှာဖြစ်တယ်အချိန်တိုတွင်းနဲ့သူကိုယ့်ကိုလက်ခံစေမဲ့နီးကို sharing လုပ်ပေးမှာเนาะအဲ့တော့ကျမတို့ရဲ့เนาะဒီလူတွေမသိတဲ့အချက်ပေါ့เนาะလူတွေဘယ်လိုပြောပြရမလဲမသိတဲ့အချက်ဆိုတာတတိမထားမိတဲ့အချက်neuroscience အရာစိတ်ပညာအရာပေါ့စိတ်ပညာအရာကျမတို့ရဲ့အုံနောက်ထဲမှာเนาะ neuromirror ဆိုတဲ့ဘယ်လိုပြောပြရမလဲတစ်ဖက်သူကကိုယ့်ကိုမြင်ဆန်းလက်ခံစေမဲ့နတ်ကြောတွေပါတယ်အဲ့တော့အဲ့နတ်ကြောတွေမှာဆိုလို့ရှိရင်ကျမတို့အရင်ဆုံးလူတယောက်ကိုတွေ့တဲ့အခါကြလို့ရှိရင်လူတယောက်နဲ့ကိုယ်နဲ့စကားပြောပြီဆိုလို့ရှိရင်ကျမတို့မျက်လုံး content ကအရန်ကိုအရေးကြီးတယ်ဒီအချက်ကိုကျမကိုယ်တိုင်နဲ့ဒီပညာရက်တွေကိုလေ့လာမှကျမသိတာအရင်တော့ကဆိုလို့ရှိရင်ကျမဒီလူတယောက်နဲ့စကားပြောရမယ်ဆိုဘယ်တော့မှမျက်လုံးချင်းမဆိုင်ဘူးများသောအားဖြင့်ပေါ့နော်များသောအားဖြင့်ဒါတယောက်နဲ့တယောက်တော့မတူဘူးကျမအနေနဲ့ဆိုလို့ရှိရင်တော့ကျမဒီလူတယောက်နဲ့စကားပြောတော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကျမဒီဝန်ထမ်းနဲ့ပြန်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ထက် level မြင့်နေတဲ့သူတွေနဲ့ဆိုလို့ရှိရင်ကျမ eye contact ယူတယ်များသောအားဖြင့်ပေါ့နော်ဒါကျမရဲ့အကျင့်ပေါ့နော်မိတ်ဆွေရဲ့အကျင့်ကတော့ဘယ်လိုနေလဲတော့မသိဘူးပေါ့နော်နောက်ကိုယ်နဲ့ဘယ်လိုပြောပြရမလဲတသားတည်းမဖြစ်တဲ့သူကိုယ့်ရဲ့နည်းနည်းအောက်ကိုနှိမ့်တဲ့သူဆိုတော့ကျမများသောအားဖြင့် eye contact မယူတတ်ဘူးမယူလေးမရှိဘူးပေါ့ယူရတယ်ဆိုတာလည်းကျမတို့မသိခဲ့ဘူးဘာလို့ဆိုကျမတို့အပြစ်မပဟုတုတနဲတယ်လို့ပဲပြောရမှာစိတ်ပညာကြောင့်ကျမတို့သိမလေ့လာဘူးဆိုတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီစိတ်ပညာကြောင့်ကျမတို့လေ့လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်စကားပြောပြီဆိုလို့ရှိရင်အများနဲ့ကျမဒီ eye contact ယူတယ်အဲ့တော့ eye contact ယူခြင်းအပြင်ဘာတွေအားသာချက်ရှိလဲလို့မေးရင်သူတို့ပြောတဲ့စကားကိုကိုကလက်ခံတယ်သူတို့ကိုဒီနားလည်ပေးတယ်လက်ခံပေးတယ်ဆိုတာကိုပြတာပဲလူတွေဒီကိုလက်ခံပေးတဲ့သူကိုကြိုက်တဲ့သူကိုရဲ့အပြုတ်မှုတွေကိုနှစ်သက်တဲ့သူဆိုလို့ရှိရင်လူတွေကကြိုက်ကြတယ်အဲ့တော့ကျမတို့က eye contact ယူခြင်းအပြင်သူ့ရဲ့စိတ်ကို
ကိုလက်ခံလာအောင်သူ့ရဲ့စိတ်ထဲမှာကိုလက်ခံလာအောင်လုပ်လို့ရတယ်အဲ့တော့အဲ့ဒီအချိန်မှာကျမတို့ eye contact ယူတဲ့နည်းတွေလည်းလိုအပ်တယ်ပေါ့နော်ဒါ eye contact ယူတာအဲ့တော့ eye contact ယူပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ eye contact ယူလိုက်ခြင်းအပြင်သူ့ရဲ့စိတ်ထဲမှာကိုနဲ့သူ့နဲ့ဒီနော်သဘောထားချင်းတူတယ်စိတ်ချင်းတူတယ်ဆိုတာဖြစ်သွားတာသဘောထားချင်းတူတယ်စိတ်ချင်းတူတယ်ဆိုတာဖြစ်သွားတာပြောမယ်ဆိုလို့ရှိရင်တော့50%လောက်လက်ခံသွားတာပေါ့နော်50%လောက်သူကိုယ့်ပုံမှာလက်ခံသွားတယ်ဟုတ်ပြီ eye contact ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဘာလုပ်ရမှာလဲဆိုရင်ခုနကကျွန်မပြောသွားတဲ့ neuro mirror အဲ့ neuro mirror မှာဆိုလို့ရှိရင်ကျွန်တော်တို့ body language ပါပြီ body language မှာဆိုလို့ရှိရင်သူနဲ့ကိုနဲ့ကျွန်တော်တို့သူရဲ့စိတ်ထဲမှာကိုယုံကြည်လို့ရတယ်ကိုပြောတဲ့စကားတွေကိုလက်ခံလို့ရတယ်ကိုပြောတဲ့စကားတွေကအမှန်တွေပါဆိုတာကိုနော်လက်ခံလာအောင်အတွက်ဆိုလို့ရှိရင်ကျမတို့သူနဲ့ကိုနဲ့ body ကတပုံစံနဲ့ဖြစ်အောင်နေတာတပုံစံနဲ့ဖြစ်အောင်နေတယ်လို့ပြောတဲ့အခါကျလို့ရှိရင်ကျမတို့ကဥပမာဆိုပါစို့သူကမေးစီထောင်ရင်ကိုကမေးစီလိုက်ထောင်မယ်သူပြောရင်ကိုပြုံးမယ်သူခက်တိတိနေရင်ကိုခက်တိတိနေမယ်အဲ့လိုကြီးဆိုလို့ရှိရင်လည်းဘာဖြစ်လာလဲဆိုရင်ကိုကဘယ်လိုပြောပြရမလဲစိတ်မပြေတဲ့လူငပေါ်ကြီးလို့ဖြစ်သွားမှာပေါ့အဲ့လိုမျိုးမဟုတ်ဘူးအဲ့တော့ဘယ်လိုမျိုးလုပ်ရမှာလဲဆိုရင်ဥပမာကျမတို့ဒီလူတစ်ယောက်အစိမ့်တက်လူတစ်ယောက်နဲ့တွေ့တဲ့အခါကျလို့ရှိရင်သူခြေထောက်ကသူကခြေထောက်ချိတ်ထားတယ်ဆိုရင်ကိုကလက်ပိုက်ထားတာမျိုးသူလက်ပိုက်ထားတယ်ဆိုကိုလက်လိုက်ပိုက်เสียမလို့သူလက်ပိုက်ထားရင်ကိုကခြေထောက်ကိုချိတ်လိုက်ဒါမျိုးလုပ်လို့ရတယ်ဥမာသူတစောင်းထိုင်နေဆိုကိုတစောင်းထိုင်သူကကော်ဖီကွက်ကိုကောက်တောက်တယ်ဆိုရင်ကိုကလက်ဖေးကွက်ကိုကောက်တောက်တာဒါမျိုးလုပ်လို့ရတယ်အဲ့လိုမျိုးလုပ်လိုက်ခြင်းအဲ့ဒါအကြာကြီးလုပ်ရမှာမို့နော်ခဏတစ်ဖြုတ်ကလေးလုပ်လိုက်ခြင်းအပြင်ကသူ့ရဲ့မသိစိတ်ထဲမှာကိုလက်ခံသွားတယ်မသိစိတ်ထဲမှာလက်ခံသွားပြီဆိုလို့ရှိရင်ကိုပြောတဲ့စကားတွေကိုသူကလက်ခံလာတယ်နော်အဲ့တော့ဒါကနံပါတ်2အချက်ဖြစ်တယ်အဲ့တော့နံပါတ်2အချက်ဖြစ်တယ်တစ်ချိန်တည်းမှာပဲနံပါတ်1ချက်ကိုပါကျွန်မထပ်ပြီးတော့မှပေးချင်တယ်အဲ့ပေးချင်တယ်ဖြစ်တဲ့အတွက်မိတ်ဆွေတစ်ချက်လောက် share ပေးမယ်နော် share ပေးမယ်ပါဆိုတော့ share ပေးသွားမယ်ဆိုကျွန်မ eye contact ဘယ်လိုယူရလဲဆိုတာကိုပြောပြသွားမယ် share ပြီးသွားပြီဆိုကျွန်မကို share ပြီးပါပြီလို့မှတ်လာပြီเนาะအဲ့တော့ဘယ်မျိုးကနေကြည့်နေရလဲကျွန်မပြောတာတွေကိုနားလည်လားအဆင်ပြေလားကျွန်မထပ်ပြီးတော့ရှင်းပြစရာလိုလားဒါလို့လည်းတစ်ချက်လောက်မှတ်လာခဲ့ပြီကျွန်မခုနကပြောလိုက်တဲ့အရာလေးကိုနားလည်လားကျွန်မထပ်ပြောစရာလိုသေးလားဒါလေးကိုတစ်ချက်လောက်လေးမှတ်လာခဲ့ပြီเนาะနောက်အတန်ကြားလားရုပ်ကြည့်သေးလားလိုင်းကောင်းသေးလားဒါလေးကိုလည်းတစ်ချက်လောက်မှတ်လာခဲ့ပြီနောက်ခုန eye contact ဘယ်လိုယူရလဲเนาะ eye contact ဘယ်လိုယူရလဲ eye contact ယူတဲ့အခါမှာကျမတို့ကမျက်လုံးကြီးသူ့မျက်လုံးကြီးတစ်ချိန်လုံးစိုက်ကြည့်ရမှာမဟုတ်ဘူးเนาะသူ့မျက်လုံးကြီးတစ်ချိန်လုံးစိုက်ကြည့်နေတယ်ဆိုလို့ရှိရင်သူလည်းနေရာခတ်သွားတယ်ကိုလည်းနေရာခတ်သွားတယ်အဲ့တော့ကျမတို့က eye contact ယူတဲ့အခါမှာเนาะ eye contact ယူတဲ့အခါမှာကျမတို့နှစ်ဖူးကိုကြည့်လို့ရတယ်မျက်ခုံးကိုကြည့်လို့ရတယ်တစ်ချိန်တည်းမှာပဲမကြမျက်လုံးကိုကြည့်ပြီးမျက်လုံးကိုကြည့်ပြီးအဲ့လိုမျက်လုံးကိုကြည့်ပေးခြင်းအပြင်ကဒီလူတယောက်ဒီသူ့ရဲ့ရင်ထဲမှာထွက်လာတဲ့ဘယ်လိုပြောပြရမလဲလိန်နေလားတို့ညာနေလားလို့ဒါတွေကစသိလာတယ်အဲ့ထက်ပိုသိရဲဆိုလို့ရှိရင်အဲ့ထက်ပိုသိချင်တယ်ဆိုလို့ရှိရင်နော်အဲ့ထက်လူတယောက်ရဲ့စိတ်ကိုအဲ့ထက်ပိုသိချင်တယ်ဆိုလို့ရှိရင်ကျွန်မဖွင့်ပေးထားတဲ့သင်တန်းတစ်ခုရှိတယ် The Secret Course You Are Mine အဲ့ဒါကလေမိတ်ဆွေစိတ်ဝင်စားရဲဆိုတော့တွားတက်ကျမဒီမှာသင်တန်းရောင်းတာမဟုတ်ဘူးစိတ်ဝင်စားရဲဆိုတော့တွားတက်ဒီချိန်ထဲမှာပဲခေါင်းစဉ်ကိုတော့ကျမ The Secret of You Are Mine လို့ပြောထားပေမဲ့လို့လူတွေရဲ့စိတ်နေစိတ်ထားအကြောင်းအဲ့ဒီမှာထည့်ထားတယ်လူတွေမှာစိတ်အနေအထားတွေရှိတယ်ပြောင်းလဲလာတဲ့အနေအထားတွေရှိတယ်ဒီစကလုံးရဲ့နောက်ွယ်မှာသူ့ရဲ့စိတ်အခြေအနေဘလို့ရှိလဲဆိုတာတွေလည်းရှိတယ်ပါတယ်ပေါ့နော်ကျမတို့အဲ့ဒီအရာကိုသိပြီဆိုလို့ရှင်တော့ကျမတို့စကလုံးတိုင်းကိုကျမတို့မယုံတော့သိလားပြီးရင်သူပြောတဲ့စကားဒီအမှန်လားအမှားလားဆိုတာအဲ့ပညာကိုသိပြီးသွားပြီဆိုလို့ရှင်သူပြောတဲ့စကားဒီအမှန်လားအမှားလားလိန်နေရလားသူ့ရဲ့အတွင်းစိတ်နဲ့သူပြောတဲ့စကားနဲ့တစ်ထက်တည်းကြလားမကြလားဆိုတာအဲ့ဒါကြီးကစာသိလာတယ်အဲ့တော့ The Secret of You Are Mine လို့တော့တတ်ထားပေမဲ့လို့လူတွေရဲ့စိတ်ထားအကြောင်းလူတွေဒေါသဖြစ်တာဘာကြောင့်ဖြစ်တာလဲအဲ့တော့တစ်ချက်တည်းပြောသွားချင်တာကဘာလဲဆိုရင်ကျွန်မအဲ့ပညာတွေကိုသိပြီးသွားပြီးတဲ့နောက်ပိုင်းဆိုအရင်တော့ဆိုဘာဖြစ်လဲဆိုရင်ကလေးတွေစိတ်တူတယ်ကလေးတွေကကောက်တယ်လို့ဒေါသဖြစ်တယ်လို့စိတ်တူတယ်လို့ဆိုတဲ့ခါကျရင်ကျမဒီဘာဖြစ်လို့စိတ်တူရတာလဲဘာဖြစ်လို့ဒေါသဖြစ်ရလဲဆိုရင်ကိုပါလိုက်ပြီးဒေါသဖြစ်တာအဲ့ပညာကိုအဲ့စိတ်ပညာကိုသိပြီးသွားတဲ့နောက်ပိုင်းမှာကလေးကဒေါသဖြစ်တယ်ဆိုရင်ဒါသူဘာကြောင့်ဖြစ်တာကလေးကဘိုင်းအောင်တယ်ပြောရင်ဒါသူဘာကြောင့်ဘိုင်းအောင်တယ်လို့ပြောတာတကယ်ဘိုင်းမအောင်နော်ဘာကြောင့်ဘိုင်းအောင်တယ်လို့ပြောတာသိသွားတယ်ကလေးကခေါင်းကိုက်တယ်ပြောရင်ဒါဘာကြောင့်ခေါင်းကိုက်တယ်အဲ့ဒါတွေကစာသိသွားတယ်နောက်များသောအားဖြင့်မိတ်ဆွေတို့ကြုံဘူးလားမသိဘူးကျမကတော့ကြုံဘူးတယ်ဘာလို့ဆိုကျမကဒီ
အရင်ကကျောင်းဆရာမဖြစ်ခဲ့တာဖြစ်တဲ့တော့တချို့ကလေးတွေဆိုဘာပြောလဲဆိုရင်စာမလုပ်ချင်တဲ့အခါစာမပြန်ကျင်တဲ့အခါမှာဘိုင်အောင်လို့ခေါင်းကိုက်လို့ဒါကျမတို့လည်းလှုပ်ဖူးနိုင်မယ်ကျမတို့လည်းလှုပ်ဖူးတယ်နော်လှုပ်ဖူးခဲ့တယ်ကလေးဘွားနော်လှုပ်ဖူးခဲ့တယ်တစ်ချိန်တည်းမှာပဲအဲ့ဒါဘာကြောင့်ဆိုတာကျမတို့သိလာတယ်ဒါတော့ကလေးကိုအကဲခတ်တာပေါ့နော်လူကြီးချင်းကိုအကဲခတ်ရတာကျွန်တော်နည်းနည်းခက်သွားတယ်စိတ်ပညာကိုသိပြီးသွားပြီဆိုလို့ရှိရင်လူကြီးချင်းအကဲခတ်တာအရန်ကိုလွယ်ကူတာအရန်ကိုလွယ်ကူတာအဲ့တော့ तू ပြောတဲ့စကားတွေ तू ဘာကြောင့်ပြောတာလဲဆိုတာအကဲခတ်လို့ရတယ်အဲ့ဒါဘယ်နေရာမှာသွားသုံးချလို့ရလဲဆိုရင်ကျမတို့ customer တွေကိုအကဲခတ်လို့ရတယ်နောက်ကိုယ့်ရဲ့ partner ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုယ့်ရဲ့ချစ်သူနော်ကိုယ့်ရဲ့သားသမီးတွေသူတို့ကိုသွားပြီးတော့အကဲခတ်လို့ရတယ်အကဲခတ်လို့ရလိုက်ခြင်းအပြင်ကကျမတို့အတွက်ကောင်းကျိုးတွေများစွာရတယ်နော်အဲ့တော့ तू ပြောတဲ့စကားနဲ့သူ့ရဲ့စိတ်ထဲကတကယ်အမှန်အဲ့တော့ခါကျရင်ကျမတို့ကဘယ်လိုပြောပြမလဲသွားရောင်းပစ္စည်းရောင်းတဲ့အခါကျလို့ရှိရင်တခါကြီးကြုံဘူးလားမသိဘူးကျမတို့ကြုံဘူးတယ်တချို့တွေဆိုဗာလဲဆို Messenger ကိုလာတဲ့အခါကျလို့ရှိရင်စဉ်းစားလိုက်အောင်မယ်နော်ဒီလိုပြောတယ်စဉ်းစားလိုက်အောင်မယ်နော်တချို့တော့ပတ်စံမရှိသေးလို့ပါတကယ်တမ်းပတ်စံမရှိတာမဟုတ်တကယ်တမ်းသူတို့စဉ်းစားတာလည်းမဟုတ်ဘူးအဲ့ဒီစကလုံးရဲ့နောက်ွယ်မှာလျှို့ဝှက်ချက်တွေအများကြီးရှိတယ်အဲ့လိုပဲအပြင်မှာဆိုင်ဖွင့်ပြီးရောင်းတဲ့ခါလည်းအဲ့လိုပဲစဉ်းစားလိုက်အောင်မယ်နော်နောက်မှဝယ်မယ်နော်အေးအဲ့ဒါဒီ तू တကယ်မလို့ချင်တာမဟုတ်ဘူးတကယ်မလို့ချင်တာမဟုတ်ဘူးအဲ့တော့ဒီသူရဲ့စိတ်ကိုတိသွားပြီဆိုလို့ရှိရင်ကိုကအေးအေးစစ်စစ်လေးပဲအယောင်ပိတ်လို့ရတယ်အေးစစ်စစ်လေးပဲအယောင်ပိတ်လို့ရတယ်အေးစစ်စစ်လေးပဲစကားပြောလို့ရတယ်အဲ့လိုပဲကျမတို့ရဲ့ချစ်သူတွေအိမ်အောင်ဖက်တွေနဲ့ဆိုရင်အဲ့လိုပဲ तू စိတ်ကောက်တာဘာကြောင့်စိတ်ကောက်တာ तू ဒီစကားကိုပြောတာက तू ရဲ့စိတ်ထဲကတကယ်ဖြစ်ချင်တာဟုတ်လားမဟုတ်လားဒါတွေလည်းသိလာတယ်ဒါတွေသိလာခြင်းအပြင်ကျမတို့လေပေါင်းသင်းဆက်ဆံရေးတွေ communication တွေမှာလေအများကြီးကျမတို့ရလက်ကောင်းကြီးရတယ်ပေါ့နော်အဲ့တော့အပန်းမကြီးဆို The Secret of Your Mind ဆိုတဲ့တင်တန်းလေးကိုသွားလေ့လာကြည့်တင်တန်းကြီးကအများကြီးမဟုတ်ဘူး9000ကျပ်ထဲ9000ကျပ်လေးနဲ့ကိုယ့်ရဲ့ဘဝမှာတိုးတက်ဘယ်လိုပြောပြရမလဲပေါင်းသင်းဆက်ဆံရေးတွေကောင်းလာမယ် customer နဲ့ပေါင်းသင်းဆက်ဆံရေးတွေကောင်းလာမယ် relationship ပေါင်းသင်းဆက်ဆံရေးတွေကောင်းလာမယ်ဆိုအများကြီးတန်ဖိုးရှိတယ်လေနော်အဲ့တော့စိတ်ဝင်စားရဆိုတော့သွားပြီးတော့လေ့လာကြည့်ခုနကနော်ကျမပြောသွားတယ်ဟုတ်တယ်ဒီအခုဒီ live ထဲမှာပြောသွားတယ်ခုနကနော် body ကတော့ body language ကတော့22%အရေးပါတယ်အဲ့တော့ body language ကဘယ်လိုပုံစံမျိုးတွေထားရမှာလဲဘယ်လိုတွေဆိုလို့ရှိရင်ကိုဘယ်လိုကဲခတ်လို့ရလဲနောက်တစ်ခုကဘာလဲဆိုရင်အတန်အနေထားတွေရောနော်စကားပြောတဲ့အခါမှာကျမတို့ဖြီးပြောဖော့ပြောတွေရှိတယ်အတန်အနေထားတွေရှိတယ်အတိုးအကျယ်တွေရှိတယ်အဲ့ဒီအရာတွေရဲ့နောက်တစ်ခုကဘာလဲဆိုစကလုံးတွေရဲ့အသုံးနှုန်းတွေရဲ့နောက်ခုန eye pattern တွေရဲ့နောက်တစ်ခုကဘာလဲဆိုရင်ဒီလူတယောက်ကိုမြန်ဆန်လွှမ်းမိုးလို့ရအောင် body language ကကိုဘယ်လိုလုပ်ရမှာလဲသူ့ရဲ့ body language ကဘယ်လိုအနေထားဆိုရင်သူ့ရဲ့စိတ်ကဘယ်လိုဖြစ်နေရလဲအဲ့ဒီအကြောင်းအရာတွေအသေးစိတ်ကိုတော့ဒီမှာပြောမယ်ဆိုရင်အများကြီးပဲပေါ့နော်အဲ့တော့အသေးစိတ်ကိုအတိအကျကိုသိချင်တယ်ဆိုလို့ရှိရင် NLP ဘဝနေနည်းထဲမှာသွားပြီးတော့မှလေ့လာကြည့် NLP ဆိုတာတကယ်တော့ဘဝနေနည်းဆိုတာအပြင်မှာတော့ဆရာတွေကပြောတယ်အသုံးချစိတ်ပညာလို့ပြောတယ်ဒါပေမဲ့ကျမကတော့ဘဝနေနည်းလို့ပြောချင်တယ်ဘာလို့ဆိုတော့သူကလေစိတ်တစ်ခုတည်းမဟုတ်ဘူးကျမတို့ရဲ့ neuron နော်ဘာသာဒီအုံနောက်ရဲ့အလုံးလုံးပုံတွေစကားပြောတဲ့အလုံးလုံးပုံတွေကျမတို့ရဲ့ body pattern တွေကျွန်တော်နေ့စဉ်မတိလိုက်မတိဖာတာပြုတ်မှုတွေတဲ့အရာတွေဒါတွေကိုအသေးစိတ်တင်ပေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေကအဲ့ဒီအကြောင်းအရာတွေအသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင်တော့ NLP ဘဝနေနည်းထဲမှာလေ့လာကြည့်ပါ NLP ဘဝနေနည်းကိုတော့ကျမကposter တော့မကြော်ညာသေးဘူး6လပိုင်းမှာတင်ပေးဖို့တော့ရှိတယ်ပေါ့နော်6လပိုင်းမှာတင်ပေးဖို့တော့ရှိတယ်ဆိုတော့အခုဒီ live ကိုကြည့်နေရနေပြီးတော့မှအခုကျမပြောသွားတဲ့အချက်တွေထဲမှာနားမလည်လိုက်တာလေးရှိလားဘာတွေရှိလဲကျမပြန်ပြီးတော့မှချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတစ်ဖက်သူကကိုလက်ခံခြင်းနဲ့အချိန်တိုတွင်းနဲ့တစ်ဖက်သူကကိုလက်ခံတာကိုရခြင်းနဲ့သူရဲ့စိတ်ကိုလွှမ်းမိုးခြင်းနဲ့ဆိုလို့ရှိရင်နံပါတ်1တစ်ချက် eye contact ယူပါ eye contact ယူပါနောက်တစ်ခုက body နော် body မှာသူနဲ့ကိုနဲ့တသားတည်းဖြစ်အောင်နော်သူ့ရဲ့အမူအရာတိုင်းကိုကတစ်ထက်တည်းမဟုတ်ဘဲနဲ့ mirror မှန်ထဲမှာကြည့်သလိုကျမအခုမှန်ထောင်ပြီးတော့မှန်တစ်ချက်ကိုထောင်ပြီးတော့ကျမလက်ထောက်လိုက်မယ်ဆိုရင်ကျမဒီဘက်လက်ထောင်ဒီဘက်လက်ကထောင်ပါလိမ့်နော်အဲ့လိုမျိုးဒါကတော့ကျမတို့ဘယ်လိုပြောပြမလဲအလွယ်မှတ်တဲ့နည်းပေါ့နော်အဲ့တော့အသေးစိတ်ကိုသိချင်တယ်ဆိုတော့ NLP ထဲမှာသွားပြီးတော့မှလေ့လာကြည့်ပါဆိုတော့ဒီ like လေးကအကျိုးရှိမယ်လို့ယုံကြည်ပါတယ်နော်အကျိုးရှိတယ်ဆိုလို့ရှိရင်လည်းအကျိုးရှိပါတယ်လို့မှတ်သွားပေးပါအောင်ဆိုတော့နောက် like တွေမှာလည်း
ထပ်ပြီးတော့မှစုံကျင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်တခြားသူတွေသိသွားအောင်လည်း share သွားပေးအောင်နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်တတ်တာနောက်လိုက်ပေါင်းများစွာမှာစုံမယ်နော်